မကွေးခရိုင်နမောင်မြို့ရဲ့ဇာတိအစာပါလက်ဖြာမိကဥခါတော်စုမကိုဦးပေါက်ခွာညာမြို့ထူတဲ့တယောက်သားရှိန်ပြင်းတဲ့ယောက်ျားပါငယ်နာမဲမောင်ထင်းလေးစနေသားလေးဆန်းထားဖို့ရာတန်းလာဆိုတဲ့မိဖက်ကိုတွေ့ရှူဟာတက္ကရာခု1996ဒီမောင်လာစမ်းပြည့်နေမှာဘိုးရောက်အောင်ဆန်းဝေးဖွာခဲ့လေရာလွန်ချစ်စပွဲခုနှစ်နှစ်ရဲ့ကြောင်းအလို့နမောင်ဆရာတော်ဦးတော်ဝိဒစာတင်တော်အပေါင်းကြီးဖော်သားတွေနဲ့ပါမောင်ဆန်းကြောင်းသားလေးပျော်သွားနေခဲ့တာအရွယ်ရောက်လာသခင်အောင်ဆန်းပါကိုလိုနီအင်္ဂလိပ်ကိုအတီးကျိတ်လို့မောင်းထုတ်ဖို့ရကောင်းဆောင်ခဲ့တာရဲဘော်တောင်းငိမ့်တဲ့စစ်ပညာတွေတင်ယူတာလွတ်လာရေးဆိုတာတိုက်ယူမှရတာမမလွတ်လာရေးတမတော် BIA ပါဖွဲ့စည်းရဟိုတင်စားဖြစ်လာလက်မောင်းတွေထောက်ခါတောက်ခါလွတ်လာရေးအတွက်စိတ်ပွဲဝင်မှာမမတမတော်စစ်တင်နာပတိဘိုလ်ချုပ်အောင်ဆန်းပါမြမပြည်ပြန်ရရေးလွတ်လပ်ရေးကိုချက်ချင်းပေးရရင်ရမရရင်ချအဲ့တော့မဆန္ဒပြီးရင်ကြွဒီရင်ချအမတတိကွာဘယ်လူမျိုးမှမကြောက်တော့တခင်မျိုးဟဲ့တို့ကမေကွယ်ရင်နဲ့အလင်းရောင်ပျောက်တဲ့ထိုတနေ့မှာကွယ်ဘိုးရောင်ဆန်းနဲ့ဦးရာဇတ်ရဲ့ဆက်ဆန်ထုံးသခင်မြနဲ့ဥပဝင်းတို့တွဲဒီတို့ဥပချိုမန်းဘခိုင်ရဲ့ဦးအောင်မောင်နဲ့တက်တော်ဆောင်မောင်ထွေးပါအလေးပြူကအမြပေးဝေးရရာ1940ခုမှမျက်ရည်မိုးပြဇူလိုင်19ပါဘိုးရုပ်သက်ပေးခဲ့တဲ့လွတ်လပ်ရေးကြီးပါကျွန်းဘဝကလွတ်မြောက်ခဲ့တာတို့ပြည်တော်လူမှာ1948ခုဇန်နဝါရီ4ရက်နေ့အချိန်ခါဒီတော်သူမြန်မာနိုင်ငံလန်တော်ကြီးတွေ့ထူနိုင်ခဲ့တာလွတ်လပ်ရေးပြည်သူက